ကိုနဲ့ဘာမရဲ့ညံ့မှတ်စုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့တဘာဝအလျောက်စီးဆင်းနေတဲ့မြစ်ကြီးတွေကိုဌာနေတိုင်းရင်းသားတွေတဘာဝကိုအမိပြုရှင်သန်နေကြသူတွေရဲ့ရှုမြင်ပုံသဘောထားနဲ့အုပ်စိုးသူအာဏာရှင်တွေနဲ့အကျိုးအမြတ်ဗဟုပြုအရင်းရှင်တွေရဲ့သဘောထားတွေကိုကွက်ကွက်ကွင်းကွင်းရေးသားဖော်ပြထားတဲ့မြစ်ကိုအတိတ်ပဲဖွင့်ဆိုရဝဲဆိုတဲ့အတန်ဆောင်ပါကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီဆောင်ပါကိုကိုနဲ့ဘာမရဲ့ပင်တိုင်းဆောင်ပါရှင်တွေကတဦးဖြစ်တဲ့ကောက်နှံကရေးသားထားတာပဲဖြစ်ပါတယ်။မြစ်တွေကိုအမျိုးမျိုးအတိတ်ပဲဖွင့်ဆိုကြရမှာတချို့ကမြစ်ကိုသက်ရှိတူးလို့အတိမတ်ပြုတန်ဖိုးထားကြပေမဲ့တချို့ကလည်းမြစ်ကိုလူသားအုပ်စုအတွက်သုံးဆွဲကြရမယ်တတ်မဲ့ကုန်ကျန်းတယံဇာတအနေနဲ့သာပြောဆိုလှုပ်ဆောင်ကြပါတယ်။ပထမအုပ်စုထဲမှာတော့ဌာနေတိုင်းရင်းသားတွေမြစ်စီကမြစ်ဖြစ်ခြင်းရဲ့တဘာဝကိုသာမျှော်လင့်ပြီးအသက်ရှင်ရုံမှီခိုနေသူတွေနဲ့မြစ်ကိုချစ်မြတ်နိုးသူတွေပါဝင်ပါတယ်။ဒုတိယအုပ်စုကိုတော့အရင်းရှင်စနစ်ရဲ့နိုင်ငံရေးစီးပွားရေးနည်းပညာအချက်အလက်ပူးတွဲအမျက်ထုတ်သူအာဏာရှင်တွေနဲ့သူတို့ကိုထောက်ခံသူတွေဦးဆောင်ပါတယ်။ဒီလိုတောတောင်ရေမြေတို့ရဲ့အနာဂတ်အတွက်ဖိနှိပ်မှုတွေကြားကတောင်းဆိုတိုက်ပွဲဝင်နေကြသူတွေကတော့ဌာနေတိုင်းရင်းသားတွေကရှေ့ဆုံးကပဲဖြစ်ပါတယ်။သူတို့ကကမ္ဘာမြေအစိတ်ပိုင်းအသီးသီးကိုစီးပွားရေးနဲ့ငွေကြေးအဖြစ်အသွင်ပြောင်းအမျက်ထုတ်ရေးတုတ်ချီတင်နေတဲ့အရင်းရှင်စနစ်ကြီးစီကဝေးနိုင်သမျှဝေးဝေးရောက်အောင်ရှောင်တိန်နေရင်တစ်ဖက်ကလည်းမြစ်ချောင်းအင်းအိုင်တွေကိုသူတို့အသက်နဲ့ထပ်တူတန်ဖိုးထားစောင့်ရှောက်နေကြသူတွေပဲဖြစ်ပါတယ်